မကြခင်ချိန်တွင်မှာမြင်တွေ့ရမယ်မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်များအားလုံးပဲမင်္ဂလာပါသူရစပေါ့ကနေကြိုဆိုပါရစေကျွန်တော်တို့လက်ရှိဒီဩဂုတ်လအတွင်းမှာဆိုလို့ရှိရင်ဒါ21ရက်နေ့မှာကျော်စွာဝင်းနဲ့ဒါအင်ရှင်ထိုင်းဖိုက်တာတို့ကိုမာဝတ်တို့ရဲ့ဒါပွဲစဉ်ရှိနေရလဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့နောက်ကူမှာကျွန်တော်တို့ဒါထပ်ပြီးတော့ကြည့်ရမယ်ဒါမြန်မာဖိုက်တာတွေရဲ့ပွဲစဉ်ရှိသေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီအောင်ထွန်းဖို့ရဲ့ပွဲစဉ်ပါအောင်ထွန်းဖို့ကိုတော့ဒါဝမ်းချမ်းမြတ်ရှစ်ပွဲစဉ်တွေကိုစောင့်ကြည့်နေတဲ့သူတွေဆိုလို့ရှိရင်ဒါမှတ်မိကြလဲအောင်မယ်လို့ထင်တယ်ပြီးခဲ့တဲ့ဒီ2လကျော်လောက်ကပဲဝမ်းချန်ပီယံရှစ်မှာဒါအဖွင့်ပွဲစဉ်တွေနဲ့ရှင်မြန်ထိုးသက်သွားခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့အင်ရှင်ထိုင်းဖိုက်တာဖြစ်တဲ့မေဆူယန်ဆိုတဲ့ဒါဖိုက်တာနဲ့ရင်ဆိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါမေဆူယန်ဆိုတာကဒီအောက်ထက်မှုအတွက်ပေါ့နော်အောင်ထွန်းဘိုတက်စားလို့ရှိရင်ဒါအတွေ့အကြုံပိုင်းရပို့ပြီးတော့မြင့်တဲ့ fighter တယောက်ပါအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါအောင်ထွန်းဘိုကမေဆူယန်ကိုဒါနော်ဒေါင်းနေတာအချင်းချင်းကြောက်အောင်ထိုးနိုင်ခဲ့တယ်ဟိုအလဲထိုးလူထိုးနီးပါးလောက်ထိကိုဗျာအလဲထိုးနဲ့နိုင်လူနိုင်နီးပေါ့နော်အဲ့လိုပုံစံမျိုးလောက်ထိကိုစမ်းဆောင်ပြထားခဲ့တာတော်တော်လေးကိုမှဟိုကျင်တဲ့ဆရာကောင်းတဲ့အနေအထားမျိုးကိုကျွန်တော်မြင်တွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ fighter တွေရဲ့ထုံးစံအတိုင်းပဲဒါနီးပြူဟာပိုင်းရဟိုအမှားယွင်းနေပေါ့နော်နောက်ပိုင်းမှာဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒါလောလာတဲ့အပိုင်းတွေကြောင့်မလို့ပဲဒီမေဆူယန်ကအောင်ထွန်းဘိုကိုပြန်ပြီးတော့ဒါအလဲထိုးသွားတယ်ပေါ့နော်ဒါအောင်ထွန်းဘိုအနေနဲ့အလဲထိုးတော့ပြန်ပြီးတော့ခံလိုက်ရတယ်အခုဆိုလို့ရှိရင်တော့ဒါအောင်ထွန်းဘိုရဲ့ပွဲစဉ်ကလာမဲ့ဒီအောက်တိုဘာ9ရက်နေ့ဒီတစ်ပတ်တောက်ကြနေ့မှာပဲဒါရင်ဆိုင်ထိုးသက်ရမယ်ဆိုပြီးတော့သတင်းတွေကထွက်ပေါ်နေရလဲဖြစ်တယ်လက်ရှိမှာဆိုလို့ရှိရင်ဒါအောင်ထွန်းဘိုတို့အဖွဲ့ကလည်းဒါထိုင်းနိုင်ငံကိုထွက်ခွာသွားကြပြီပေါ့နော်ဆိုတော့ဖိုက်တာကတော့ဟိုဘသူဘဝနဲ့တွေ့မယ်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမယ်ဖြစ်နိုင်ခြင်းများတာကတော့ဒါအင်ရှင်ထိုင်းဖိုက်တာတွေထဲကဒါတရားရောက်နေပဲထပ်ပြီးတော့ဟိုတွေ့ရဖို့များတဲ့အနေအထားမျိုးပဲဆိုတော့ဒီအောင်ထွန်းဖို့ရဲ့ဒီစမ်းဆောင်ရည်ပိုင်းကပြီးတော့ဒီပါဝါပိုင်းအရာတွေကလည်းတကယ်ကိုမှဟိုကောင်းတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဟိုနိစနစ်ပိုင်းအရာကောင်းမယ်ပြန်ပေးရဲ့အနေအထားကိုဒါအကောင်းဆုံးချင်းကပ်ထားနိုင်မယ်ဆိုလို့ရှိရင်တော့ပြီးတော့ဒီပွဲအတွင်း game plan တွေပေါ့နော်ဒါအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်မယ်ဆိုလို့ရှိရင်ဟိုသူ့အနေနဲ့နိုင်ပွဲရဖို့ဆိုတာကဟိုအရန်ကြီးတော့လည်းခက်ခဲနေတဲ့အနေအထားမျိုးမှာတော့မဟုတ်ဘူးဒါလုံးဝအဲ့လိုစမ်းဆောင်ရည်ကောင်းတွေဒါမြင်ရဖို့လည်းကျွန်တော်အနေနဲ့မျှော်လင့်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလောက်ထိကိုအောင်ထွန်းဖို့မှာကျွန်တော်တို့ကမြင်တွေ့ရတယ်ဆိုတော့ဟိုသူ့အနေနဲ့ဒါဝမ်ချန်ပီယံရှစ်ဒုတိယမြောက်ပွဲစဉ်မှာနိုင်ပွဲပြန်လည်ပြီးတော့ဒါရှာတွေ့နိုင်မှာဒါထပ်ပြီးတော့ကျွန်တော်စောင့်ကြည့်ရမယ်ပြီးတော့ဒါမကြခင်ကျွန်တော်အချိန်တွင်းမှာဆိုလို့ရှိရင်တော့ဒါအောင်ထွန်းဖို့ရဲ့ပွဲစဉ်ပြီးတော့ပြန်ပေးရဲ့အနေအထားမျိုးတွေကကျွန်တော်အနေနဲ့ဒါမြင်တွေ့လာရဖို့ရှိတယ်ပေါ့နော်အဲ့အချိန်ကြမှာပဲဒါသူ့ရဲ့ပြန်ပေးပွဲစဉ်ရဲ့အနေအထားမျိုးကိုကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်နောက်ထပ်ကတော့ဒါတေချာပြီးသားဖြစ်တဲ့ဒါကျော်တော်ဝင်းရဲ့ပွဲစဉ်ပေါ့နော်ကျော်တော်ဝင်းရဲ့ပွဲစဉ်ကတော့ဒါအောက်တိုဘာ21ရက်နေ့မှာကျွန်တော်ရင်ဆိုင်ရမယ်ပြန်ဘက်ကတော့ဒါအင်ရှင်ထိုင်းဖိုက်တာဖြစ်တဲ့ဒီကိုမာဝတ်ဆိုတဲ့ဖိုက်တာနဲ့ပဲရင်ဆိုင်ရမှာပေါ့နော်ဒီဖိုက်တာကဝမ်ချန်ပီယံရှစ်မှာဒါစုစုပေါင်းပွဲစဉ်14ပွဲထိထိုးသက်ခဲ့ဘူးပြီးတော့အဲ့မှာ9ပွဲနိုင်9ပွဲရှုံးဒါရော့ကော့ပိုင်းရဆိုလို့ရှိရင်တော့ဒီလောက်ထိကောင်းတဲ့ဖိုက်တာမျိုးတော့လည်းမဟုတ်ဘူးပြီးတော့နောက်ဆုံးထိုးသက်ခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်9ပွဲစလုံးကိုရှုံးနေထားတဲ့ဖိုက်တာတယောက်ပြောရမယ်ဆိုရင်ဒါရှုံးပွဲတွေစက်တိုက်ကြုံတွေ့နေရတဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်မှုပိုင်းဆိုင်ရာစိတ်ဓာတ်ပိုင်းဆိုင်ရာကတော့တိတ်ပြီးတော့ဒါဟိုအဆင်ပြေနေမှာတော့မဟုတ်ဘူးဗျာဖိအားတော့များနေမယ်အနေအထားမျိုးပဲဆိုတော့ဒီလို fighter မျိုးနဲ့ဒါကျော်တော်ဝင်းကိုပေးတွေးလို့ကျော်တော်ဝင်းအတွက်လွယ်ကူမဲ့အနေအထားမျိုးလို့တော့ကျွန်တော်တတ်မှတ်လို့တော့မရဘူး။ဘာဖြစ်လို့လဲဆိုတော့အတွေ့အကြုံပိုင်းအရာကိုထင်မြင်နေပြီးတော့သူတို့ရဲ့ငွေထမ်းအားကစားနည်းစစ်စစ်လည်းဖြစ်တယ်ဗျာ။ပြီးတော့ဒီဘက်ကဒီ body ပိုင်းကလည်းလုံးဝကို strong ဖြစ်လို့နေတော်တော်ကြီးကိုမှဒါမာကွန်ပိုင်းအရာမြင့်တဲ့ fighter တယောက်လို့ပြောလို့ရတယ်။ power ပိုင်းအရာဆိုလို့ရှိရင်ဒါမစိုးဘူးနော်ကောင်းတယ်ပေါ့နော်။အဓိကသူ့ရဲ့အားနည်းချက်ကတော့ဒီ fighter ကဒီသူ့ရဲ့လက်သီးတွဲလုံးတွေပါညာတွေပေါ့ဗျာအဲ့တွဲလုံးတွေကအဲ့လောက်ထိဟိုတိကျတည်တတ်တဲ့အနေအထားမျိုးမှာမရှိဘူးပေါ့တော်တော်လေးကိုမှဟိုထိရောက်မှုပါရဒါအားနေတဲ့အနေအထားမျိုးမှာကျွန်တော်တို့မြင်တွေ့ရတယ်အဲ့အတွက်ကြောင့်မလို့ဒါဒီပွဲကဒီကိုမာဝတ်တဲ့စားလို့ရှိရင်ကျော်တော်ဝင်းကတော့ဒါအဖက်ဖက်ကနေဒါတာနေတဲ့အနေအထားမျိုးလို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးပေါ့ဆလို့မရတဲ့အနေအထားမျိုးဒါဟိုလုံးဝဗျာသူတင်ကိုတင်ပုံစံမျိုးနဲ့တောင်မဲ့ဒါအကျိတ်နဲ့ရှိလာနိုင်တဲ့ပွဲကောင်းတစ်ပွဲလို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ကိုမာဝတ်ရဲ့ပွဲစဉ်ကိုကျွန်တော်ရှေ့မှာလည်းတပွဲတင်ပေးခဲ့ဘူးတယ်တင်ပေးခဲ့တဲ့ပွဲစဉ်ကတော့ဒီကျော်တော်ဝင်းရဲ့ဒါပြန်ပေးဟောင်းဖြစ်တဲ့ဒါလိမ့်မနဲ့ရဆိုင်ထိုးတက်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ကိုလည်းဗလာတော့ကျွန်တော်ရဲ့ channel ထဲမှာတွားပြီးတော့ကြည့်လို့ရတယ်ဒီဗီဒီယိုလေးရဲ့နောက်မှာလည်းဒါကိုမာဝတ်ရဲ့ပွဲစဉ်ကိုဒါကျွန်တော်ပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်ဗလာတော့ဒါဟိုကြည့်လို့ရတယ်ပေါ့လေโอเคဆိုတော့နောက်နေ့မှာလည်းကျွန်တော်ဒီကိုမာဝေးရဲ့ဒါပြန်ပေးရဲ့ပွဲစဉ်တွေပြီးတော့အောင်ထွန်းဘိုရဲ့ဒါပွဲစဉ်တွေတရားဝင်ချပြလာခဲ့ပြီဆိုလို့ရှိရင်တော့ဒါပြန်ပေးရဲ့အနေအထားမျိုးလို့ကျွန်တော်ထပ်ပြီးတော့လုပ်ပြီးသွားမယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကတော့ဟိုတေချာနေတဲ့ပွဲစဉ်နှစ်ပွဲပေါ့လေနောက်ထပ်ဒါပဲမြန်မာဖိုက်တာတွေထပ်ပြီးတော့ပါဝင်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်